အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ CapCut software အသုံးပြုတဲ့အပိုင်းလေးကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရင်ပိုင်းမှာဆိုလို့ချင်းပြောခဲ့တာကဒီကျွန်တော်တို့ရဲ့ CapCut software project ထဲမှာကျွန်တော်တို့ edit လုပ်ချင်တဲ့ video လေးကိုထည့်ပြီးသွားနောက်ထပ်ဆက်လုပ်လို့ရမယ်အပိုင်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအဓိကအရေးကြီးတာက video တစ်ခုကို edit လုပ်မယ်ဆိုလို့ချင်းအခြေခံကကျွန်တော်တို့ cut လုပ်တာဖြစ်ပါတယ်เนาะကျွန်တော်တို့မလိုချင်တဲ့အပိုင်းတွေကိုဖြတ်ထုတ်တာရယ်ပြီးရင် background music လေးတွေအသံ file လေးတွေထည့်တာပဲဖြစ်ပါတယ်အဲ့တော့အရင်ဆုံးပထမဆုံးအနေနဲ့နော်ဗီဒီယိုကိုဘယ်လို cut လုပ်ရမလဲဆိုတဲ့အပိုင်းလေးကိုအရင်ဆုံးပြောပြပေးမယ်အဲ့တော့ကျွန်တော်တို့ထည့်ထားတဲ့ဗီဒီယိုပေါ်မှာနော် click နှိပ်ပြီးတော့ဆက်လက်မှတ်လိုက်ပါဒါဆိုလို့ရှိရင်ဒီအပိုင်းလေးပေါ့နော်ဒီအပိုင်းလေးမှာကျွန်တော်တို့ဒီနန်းလေးလောက်ကိုဖြတ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာအောက်မှာ split ဆိုတာလေးရှိပါတယ်နော်ဒီ split ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့စဖြတ်မဲ့အပိုင်းလေးရောက်သွားပြီเนาะနောက်ပြီးတော့ကျွန်တော်တို့ဘယ်နေရာအတိုင်းတာထိဒီကျွန်တော်တို့ဖြတ်ထုတ်မှလဲဆိုတာလေးကိုရွေးပြရမှာဖြစ်ပါတယ်အဲ့တော့ဖြတ်ထုတ်မဲ့အပိုင်းလေးထိသွားလိုက်မယ်ပြီးရင်တော့ split ဆိုပြီးတော့ပြန်ပိုင်းပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့အပိုင်းနှစ်ခုရသွားပြီเนาะဒီပိုင်းလေးပါဒီပိုင်းလေးကိုကျွန်တော်တို့ကဖြတ်ထုတ်မှဆိုလို့ရှိရင်ဒီမှာဆိုရင်ဒီပိုင်းလေးကိုဆက်လက်မှတ်လိုက်ပြီးရင်ဒီအောက်မှာရှိတဲ့ delete ဆိုပြီးရှိပါတယ်เนาะဒီ delete ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖြတ်ထုတ်ချင်တဲ့အပိုင်းလေးကိုဖြတ်ထုတ်လုပ်ပြီးတော့ပါနောက်တော့ကကျွန်တော်ထပ်လုပ်ပြပါအောင်မယ်ဒီမှာဆိုလို့ရှိရင်ဒီပိုင်းလေးကိုကျွန်တော်ကဖြတ်ထုတ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီအောက်မှာရှိတဲ့ edit clock လေးကိုနှိပ်လိုက်ပါပြီးရင်တော့ကိုဖြတ်ထုတ်ခြင်းနဲ့အပိုင်းရဲ့အစကိုမှတ်ပေးရမှာဖြစ်ပါတယ်ပြီးရင် split ကိုနှိပ်ပြီးတော့အစပိုင်းလေးကိုနှိပ်လိုက်မယ်ပြီးရင်တော့ကိုဘယ်အပိုင်းထိဖြတ်ထုတ်မှာလဲဆိုတဲ့အဆုံးမှတ်လေးကိုမှတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့အဆုံးမှတ်လေးကိုတစ်ခါ split နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖြတ်ထုတ်မဲ့အပိုင်းလေးဒီပိုင်းလေးဖြစ်သွားပြီပေါ့နော်အဲ့တော့အောက်မှာရှိတဲ့ delete clock လေးကိုနှိပ်ပြီးတော့ delete ကိုနှိပ်ပြီးတော့ဖြတ်လို့ရပါပြီနောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ video တွေမှာ background music တွေထည့်တာပဲဖြစ်ပါတယ် background music ထည့်မယ်ဆိုလို့ရှိရင်အောက်မှာ add audio ဆိုပြီးတော့ဒီမှာ plus cloud လေးနဲ့ရှိပါတယ်ဒီ add audio လေးကိုနှိပ်လိုက်ပါမယ်နှိပ်လိုက်တဲ့အခါမှာအောက်မှာ feature လေးတွေပြောင်းသွားတယ်เนาะဒီမှာ sound ရှိတယ် effect ရှိတယ် extract ရှိတယ် record ဆိုပြီးတော့ရှိပါတယ်အဲ့တော့ကျွန်တော်တို့က background music ထည့်မှာဖြစ်တဲ့အတွက်ဒီမှာ sound ကိုနှိပ်လိုက်ပါမယ်ဆောင်းနှိပ်လိုက်တဲ့အခါမှာ CapCut software ကဒီမှာဆိုလို့ရှိရင် default ပေးထားတဲ့ music လေးတွေ sound လေးတွေကြာလာတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်း blog ဆိုလို့ရှိရင်လည်း blog နဲ့သက်ဆိုင်တယ်ဒီမှာ music လေးတွေကြာလာတာဖြစ်ပါတယ်ဒီ sound လေးတွေက Facebook တို့ YouTube တို့မှာ copyright လွတ်မလွတ်ကတော့အတိအကျမရှိဘူးပေါ့နော်တကယ်လို့ copyright လွတ်တာတွေသုံးနေတယ်ဆိုလို့ရှိရင်တော့ YouTube ဆိုလို့ရှိရင်လည်း music library တို့ဒီ Facebook မှာဆိုလို့ Creator Studio တို့နောက်ကျွန်တော်တို့ဒီ outside အနေနဲ့သုံးနေတယ်ဆိုလို့ရှိရင်လည်း blog no copyright sound ဒီကနေသုံးရင်တော့ copyright လွတ်ဖို့ရာခိုင်နှုန်းများတယ်ပေါ့နော် Creator Studio တို့ Music Library တို့ကတော့ copyright လုံးဝလွတ်တဲ့ music တွေဖြစ်တယ်ဒီဟာတွေကတော့ကျွန်တော် TikTok မှာတော့ copyright လွတ်မယ်ထင်တယ်ဗျာနော်တကယ်လို့ကိုယ့်ရဲ့ဒီဖုန်းထဲမှာရှိတဲ့ music ကို background music အနေနဲ့ထည့်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာဒါလေးကိုနှိပ်လိုက်ပါနော်ဒီ file folder လေးကိုနှိပ်လိုက်နှိပ်ပြီးဆိုလို့ရှိရင်ဒီမှာ from device ဆိုပြီးရှိတယ်ဒီ from device လေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ music တွေကြာလာမှာဖြစ်ပါတယ်ကိုထည့်ချင်တဲ့ music လေးကို plus sign လေးကိုနှိပ်ပြီးတော့ထည့်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ထည့်လိုက်တဲ့ music လေးဟာဒီမှာရောက်လာတာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့ video တွေမှာဒီပေါ့နော်ဒီ intro လေးတွေဆို၎င်းဒီကျွန်တော်တို့ရုပ်ပြလေးတွေဒီ video လေးဖန်တီးတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီရုပ်ပြလေးတွေအလိုက် sound effect လေးထည့်ရတာရှိတယ်ရှည်သံဆိုလို့ရှိရင်လည်းရှည်သံပေါ့နော်ဒီ slide show တစ်ခုနဲ့တစ်ခုအပိုင်းခြားမှာဆိုလို့ရှိရင်လည်း transition sound effect လေးတွေထည့်ရလေးရှိတယ်အဲ့ဒီခါမှာသုံးနေတယ်ဆိုလို့ရှိရင်တော့ဒီမှာအောက်မှာ effect ဆိုပြီးရှိပါတယ်ဒီ effect တွေကိုဝင်လိုက်ပါဒါဆိုလို့ရှိရင် sound effect နဲ့ပတ်သက်တဲ့ဒီ effect လေးတွေကြာလာမှာဖြစ်ပါတယ်ဒီမှာရည်စံဆိုလို့ရှိရင်လည်း left ဆိုပြီးတော့ဒီမှာရည်စံလေးတွေရှိတယ်နောက် transition ဆိုလို့ရှိရင်လည်း transition sound effect လေးရှိတယ်နော်ကိုအသုံးပြုခြင်းတဲ့ sound effect လေးကိုဒီမှာမြားလေးကိုနှိပ်ပြီးတော့ download လုပ်လိုက်လုပ်ပြီးလို့ရှိရင်ကို project တွေကိုထည့်ပြီးတော့အသုံးပြုလို့ရတယ်နော်ပြီးရင်တော့ဒီအမှန်ကြီးလေးကိုနှိပ်လိုက်ဒါဆိုရင်တော့ကျွန်တော်တို့ sound effect လေးတွေကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ extracted ဖြစ်ပါတယ် extracted ဆိုတာတော့ကျွန်တော်တို့ရဲ့ဒီဖုန်းထဲမှာရှိတဲ့ video မှာသူက sound only ပဲ import လုပ်ပေးမှာဖြစ်ပါတယ်အတန်တစ်ခုတည်းကိုသာဖြတ်ထုတ်ပြီးတော့ဒီထဲကိုထည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ extracted ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဖုန်းထဲမှာရှိတဲ့ video လေးတွေကြာလာတာဖြစ်ပါတယ်ဒီ video လေးထဲမှာအတန်ကိုပဲကို project တွေကိုထည့်ချင်တယ်ဆိုလို့ရှိရင်ဒီ video လေးကိုဆက်လက်မှတ်လိုက်ပြီးရင်တော့ import sound only ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ video ထဲမှာရှိတဲ့ sound ဒါလေးကျွန်တော် project တွေကို import လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်အတန် file လေးကြီးပဲတည်တံကျွန်တော်တို့ project တွေကိုထည့်ပေးသွားတာဖြစ်ပါတယ်
လိုချင်လို့ရှိရင် delete ကိုနှိပ်ပြီးတော့ဖြတ်လို့ရပါတယ်နောက်တစ်ခုက record ဖြစ်ပါတယ်ဒါကတော့ကျွန်တော် tutorial တွေလုပ်တဲ့ဒီရုပ်ပြတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ရဲ့အတန်ကိုထည့်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ record cloud လေးကိုနှိပ်လိုက်ဒီ video အတိုင်းကျွန်တော်တို့ဒီမှာ record လုပ်ပြီးတော့စကားတွေပြောလို့ရမှာဖြစ်ပါတယ်အဲလိုကိုကဒီကနေပြန်ထွက်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာမြားလေးကိုနှိပ်ပြီးတော့ပြန်ထွက်လိုက်ဒါဆိုလို့ရှိရင်ခုနမူလနေရာကိုပြန်ရောက်သွားမှာဖြစ်ပါတယ်ဒါလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ video တွေကိုဘယ်လို cut လုပ်တယ်ဘယ်လို split လုပ်တယ်ပြီးလို့ရှိရင် background music တွေဘယ်လိုထည့်တယ်ဆိုတဲ့အပိုင်းလေးကိုနားလည်လောက်ပြီးထင်ပါတယ်နောက် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်